အားလုံးပဲမင်္ဂလာပါဗျာဒီနေ့14ရက်တလ2026ရက်နေ့ဗုဒ္ဓဘူးနေ့ဒီနေ့ညကံမဲ့ပွဲစဉ်တွေထဲမှာကျွန်တော်ကြိုက်နေတဲ့တော့ပွဲလေးတွေကိုရွေးချယ်ပြီးတော့သုံးသပ်ပေးသွားပါမယ်ပထမဆုံးပွဲစဉ်အနေနဲ့ကတော့ချယ်ဆီနဲ့အာဆင်နယ်တို့ရဲ့ဖလားပွဲစဉ်ဒီပွဲစဉ်မှာအာဆင်နယ်က level 60ချုံ9ပေါင်းကြေးအနေနဲ့3100နိုင်ကြေးဖွင့်လှစ်ထားတယ်ချယ်ဆီအသင်းကတော့အခုနောက်ပိုင်းပွဲစဉ်တွေမှာခြေစမ်းအနည်းငယ်ကျဆင်းလာတာကိုတွေ့ရှိရပြီးတော့အာဆင်နယ်ကတော့လီဗာပူးနဲ့ပွဲစဉ်တစ်ပွဲသာသေကြပြီးကျန်တဲ့ပွဲစဉ်အားလုံးကိုနိုင်ရရှိထားတယ်ချယ်ဆီအသင်းရဲ့အိမ်ကွင်းမှာဒီနှစ်သင်းရဲ့ထိခိုက်တွေ့ဆုံမှုတွေကြည့်မယ်ဆိုရင်တော့နောက်ဆုံး3ပွဲဆက်တိုက်သေကြတဲ့ရလဒ်ကိုရရှိထားတယ်အိမ်ကွင်းအဝေးကွင်းနှစ်ပွဲကံမှာဖြစ်တဲ့အတွက်ကြောင့်ချယ်ဆီအသင်းအနေနဲ့ကတော့သူ့ရဲ့အိမ်ကွင်းမှာတော့အနည်းဆုံးသေရတမှတ်တော့ရယူနိုင်လိုက်မယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်အဲ့အတွက်ကြောင့်ဒီနှစ်သင်းရဲ့ပွဲစဉ်မှာတော့ကျွန်တော်အနေနဲ့ချယ်ဆီဘော်ဒီကိုပဲကျွန်တော်အနေနဲ့ကြိုက်ပါတယ်နောက်တစ်ပွဲကတော့ည2နာရီတို့မှာကံမဲ့ဘွန်ဒက်လီဂါက Leipzig နဲ့ Frankfurt တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ Leipzig ကဘော်ဒီကြီးအနေနဲ့1လုံး80နိုင်9ပေါင်းကြီးအနေနဲ့3လုံး40နိုင်ကြေးဖွင့်လှစ်ထားတယ် Leipzig အနေနဲ့ကတော့အခုနောက်ဆုံး2ပွဲဆက်ရှုံးနိမ့်ထားပြီးတော့ Frankfurt ကတော့နောက်ဆုံး2ပွဲဆက်နိုင်ရရှိတာတော့တွေ့ရှိရတယ်။သူတို့နှစ်သင်းရဲ့ထိခိုက်တွေ့ဆုံမှုတွေကိုကြည့်မယ်ဆိုရင်လည်းဂိုးများတဲ့ရလဒ်တွေကိုရရှိတာကိုတွေ့ရှိရတယ်။ကျွန်တော်အနေနဲ့ကတော့ဒီနှစ်သင်းရဲ့ပွဲစဉ်မှာတော့ဘော်ဒီကြီးစား9ပေါင်းကြီးကိုပဲကျွန်တော်အနေနဲ့ရွေးချယ်ပေးခြင်းနဲ့9ပေါင်းဈေးအနေနဲ့ဆိုရင်တော့3လုံး40နိုင်တို့ရဲ့9ပေါင်းကြီးမှာတော့ကျွန်တော်အနေနဲ့9ပေါင်းအောက်ကိုပဲကျွန်တော်အနေနဲ့ကြိုက်ပါတယ်။နောက်တစ်ပွဲစဉ်တစ်ပွဲကတော့ည2နာရီထိုးမှာပဲကံမဲ့ဘွန်ဒက်လီဂါကကိုလုံးနဲ့ဘိုင်ယန်မြူနစ်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ဘိုင်ယန်မြူနစ်ကဘော်ဒီကြီးအနေနဲ့နှလုံး10နိုင်9ပေါင်းကြီးအနေနဲ့4လုံး30နိုင်ကြေးဖွင့်လှစ်ပေးထားတယ်ကိုလုံးအနေနဲ့ကတော့အခုနောက်ဆုံး5ပွဲဆက်တိုက်မှာတစ်ပွဲနိုင်2ပွဲသေ2ပွဲရှုံးဆိုတဲ့ရလဒ်ကိုရရှိထားတယ်ဒါပေမဲ့ကိုလုံးကတော့ပွဲတိုင်းနီးပါးတွင်းကိုတွေရရှိထားတဲ့အနေအထားကိုတွေ့ရှိရတယ်ဘိုင်ယန်မြူနစ်အနေအထားကိုကြည့်မယ်ဆိုရင်တော့အိမ်ကွင်းထက်အဝေးကွင်းကပို့ပြီးတော့ရွှေစမ်းကောင်းမွန်တာကိုတွေ့ရှိထားရတယ်ဒီနေ့ပေါက်တဲ့ဈေးတန်းအရာကိုကြည့်မယ်ဆိုရင်တော့ကိုလုံးအသင်းအနေနဲ့9ရနိုင်မဲ့ပေါက်ကြေးဖွင့်လှစ်မျိုးရောမတွေ့ရှိရဘူးအဲ့အတွက်ကြောင့်ဘိုင်ယန်မြူနစ်အနေနဲ့အနည်းဆုံး2-0 3-0ဆိုတဲ့ရလဒ်မျိုးတွေလောက်ကိုလည်းနိုင်ရရှိသွားနိုင်တယ်လို့ကျွန်တော်အနေနဲ့ယူဆရတယ်အဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဘိုင်ယန်ဘော်ဒီကိုပဲကျွန်တော်အနေနဲ့အကြိုက်တွေးမိပါတယ်နောက်တစ်ပွဲကတော့ Real Betis နဲ့ Elche တို့ရဲ့ဖလားပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ Real Betis ကဘော်ဒီကြီးအနေနဲ့1လုံး40နိုင်ကြေးဖွင့်လှစ်ထားပြီး9ပေါင်းကြီးအနေနဲ့3လုံး80နိုင်ကြေးဖွင့်လှစ်ထားတယ်Real Betis ရဲ့နောက်ဆုံးပွဲတွေကြည့်မယ်ဆိုရင်တော့2ပွဲနိုင်2ပွဲသေ1ပွဲရှုံးဆိုတဲ့ရလဒ်ကိုရရှိထားပြီးတော့နောက်ဆုံး2ပွဲရလဒ်တွေဆိုရတာကိုတွေ့ရှိရတယ်Elcheအသင်းအနေနဲ့ကတော့2ပွဲနိုင်2ပွဲသေ2ပွဲရှုံးဆိုတဲ့ရလဒ်ကိုရရှိထားတယ်Elcheအသင်းကတော့အဝေးကွင်းပွဲစဉ်တိုင်းကိုတော့တကူးစီတော့ရရှိထားတဲ့ရလဒ်ကိုတွေ့ရှိရတယ်ဖလားပွဲစဉ်ဖြစ်တာကြောင့်Elcheအသင်းအနေနဲ့ပို့ပြီးတော့ယုံပြီးကန်လိုက်မယ်လို့ကျွန်တော်အနေနဲ့ယူဆရတယ်အဲ့အတွက်ကြောင့်ဒီကြေးတန်းအရာကျွန်တော်အနေနဲ့ဘော်ဒီကြေးစား9ပေါင်းကြေးကိုပဲကျွန်တော်အနေနဲ့ရွေးချယ်ပေးခြင်းနဲ့9ပေါင်းကြေးအနေနဲ့3လုံး80နိုင်ဆိုတဲ့9ပေါင်းကြေးမှာတော့ကျွန်တော်အနေနဲ့9ဘော်ကိုတော့ကြိုက်ပါတယ်ညီကိုတွေအားလုံးအဆင်ပြေအောင်မြင်ကြပါစေကြိုက်နေတဲ့ဆိုရင် like and subscribe လေးကိုနှိပ်သွားပေးကြပါအားလုံးကိုကျေးဇူးတင်ရှိပါတယ်